ကဘာပေါ်မှာအကြောက်တရားမရှိဆုံးလို့နမီကြီးတဲ့ဟန်နီဘတ်ဂျာတကောင်ကခနာကိုချင်းအဆောက်ပေါင်းများစွာကွာတဲ့စင်ရိုင်းကြီးတကောင်ကိုထိတ်တိုက်ရင်ဆိုင်ရင်ဘာဖြစ်မလဲအားလုံးကဟန်နီဘတ်ဂျာတည်ပြီးလို့ထင်ခဲ့ပေမဲ့အဆုံးသက်မှာတော့လူတိုင်းအမှတ်သွားခဲ့ရပါတယ်အခုကြည့်နေတဲ့သူပဲမျိုးပဲဒေတာကနေကြည့်နေလဲဆိုတာသိရဖို့ကောမန့်မှာရေးပေးခဲ့ကြပါအောင်ခဗျနောက်ဇလန်းကြံနမီခေါ်ပေးပါမယ်ဒီဖြစ်ရက်ကဇင်ဘာဘွေအမျိုးသားဥယျာဉ်ထဲမှာဖြစ်ပွားခဲ့တာပါဟန်နီဘတ်ဂျာဟာတခြားကောင်းနဲ့ရန်ဖြစ်ပြီးခါစားတန်ရာတွေနဲ့သူ့ရဲ့ရေကန်စီပြန်လာခဲ့တယ်ဒါပေမဲ့သူပိုင်တဲ့ရေကန်ထဲမှာစင်ရိုင်းကြီးတကောင်ကရေဝင်တောက်နေတာကိုတွေးလိုက်ရတဲ့ခါမှာတော့ဒီကောင်လေးအကြီးအကျယ်ဒေါသထွက်သွားခဲ့ပါတယ်သူ့နေမြေကိုကျူးကျော်တာကိုဘလို့မှခွင့်မလွတ်နိုင်ဘူးလေဘာကြောင့်တရားမှမရှိတဲ့ဟန်နီဘတ်ဂျာဟာစင်ရိုင်းကြီးကိုပညာပေးဖို့အတွက်တဟုန်ထိုးပြေးဝင်သွားပါတော့တယ်ဖုံလုံးကြီးတွေထွက်သွားပြီးတဲ့နောက်မှာတော့ဟန်နီဘတ်ဂျာလေးဟာမြေပြင်ပေါ်မှာငြိမ်သက်စွာလဲကျသွားခဲ့ပါတယ်စင်ရိုင်းကြီးကသူနေမိလို့ဟန်နီဘတ်ဂျာတည်သွားပြီထင်နဲ့ကြောက်လန့်ကြားချက်ချင်းထွက်ပြေးသွားခဲ့တယ်ကြည့်နေတဲ့သူတိုင်းကလည်းဒီကောင်လေးတည်ပြီလို့ပဲထင်လိုက်ကြတာပါဒါပေမဲ့နောက်တစ်စက္ကန့်မှာတော့မြုံနိုင်စရာအမွေမှုဖြစ်ပျက်ခဲ့ပါတယ်ဟန်နီဘတ်ဂျာလေးဟာမူးဝေနေစေဖြစ်ပေမဲ့ဒုံဒုံချီချီနဲ့ပြန်မတက်ရက်လာခဲ့တယ်မလဲမကန်းကနေလှည့်ကြည့်နေတဲ့စင်ရိုင်းကြီးလည်းဒါကိုမြင်ပြီးကြောင်အန်းသွားခဲ့ရပါတယ်ဦးခေါင်းထိခိုက်ထားလို့မူးဝေနေတဲ့ဟန်နီဘတ်ဂျာကစက္ကန့်ပိုင်းတွင်တတိပြန်ဝင်လာတာနဲ့ထွက်မပြေးပဲစင်ရိုင်းကြီးစီထက်ပြီးပြေးဝင်တိုက်ခိုက်ပါတော့တယ်ဒါပေမဲ့စင်ရိုင်းကြီးရဲ့ကန်ချက်ကြောင့်မီတာ30လောက်กว่าကိုလွင့်ထွက်သွားခဲ့ရပြန်ပါတယ်တန်ရာဟောင်းနဲ့အစ်စ်ပေါင်းပြီးဒီတခါတော့တကယ်ပဲအသက်ပြောက်သွားပြီလို့အားလုံးကကောက်ချက်ချလိုက်ကြပါတယ်ဒါပေမဲ့မယုံနိုင်စရာပဲဗျာဒီကောင်လေးဟာဒုတိယအကြိမ်မြောက်ပြန်နိုးလာခဲ့ပြန်ပါတယ်ဒါပေမဲ့နှစ်ခါတိုင်းတတိလက်သွားပြီးတဲ့နောက်မှာတော့ဟန်နီဘတ်ဂျာဟာသူ့ရဲ့အတိုင်းတာကိုသူတီးသွားခဲ့ပါပြီစင်ရိုင်းကြီးကိုထပ်မတိုက်တော့ပဲဂုံတိတ်ခါရှိရှိနဲ့ပဲလှိတ်ထွက်သွားပါတော့တယ်တကယ်ကိုဇွဲနှပဲကြီးလာတဲ့တက်တော်ပါပဲခုလိုစိတ်ဝင်စားစရာတော့တိုင်းတက်တော်လေးတွေအကြောင်းဆက်ကြည့်ဖို့အကောက်လေးကိုဖော်လို့ခဲ့ကြပါအောင်ခဗျအားလုံးပဲနောက်ဇလန်းမှာပြန်ဆောင်ကြမယ်နော်ကျေးဇူးပါဘိုင်းဘိုင်း